တပိရှော့ဇလန်ကနေ financial markets ကိုလေ့လာခြင်းအပိုင်းနှစ်ဖြစ်ပါတယ်။အစောပိုင်းမှာတော့ကျမတို့ကပေါ့နော်ဒါ fixed income security တွေကိုနားလည်သဘောပေါက်ရဖို့အတွက်ဆိုလို့ရှိရင်ဘောရဲ့ဝိသေသလက္ခဏာလေးတွေကိုအရင်ဦးစွာလေ့လာခဲ့ကြတာမျိုးဖြစ်ပါတယ်။အခုကတော့ဒီဇလန်ထဲမှာပါဝင်နေတဲ့ပေါ့နော်ဒီ financial crisis ကြီးကိုဖြစ်ပွားစေတဲ့အဓိကတရားခံ mortgage backed security တွေကိုနားလည်သဘောပေါက်ရဖို့အတွက်ပေါ့နော်ပြည်အခါမှာ Michael Berry ကဘယ်လိုမျိုးအကျိုးမြတ်တွေရရှိခဲ့တာလဲဆိုတဲ့အဓိကအကြောင်းအရာလေးတွေကိုတွားဖို့ရအတွက်ဒါတိထားတဲ့နဲ့ fixed income security အမျိုးအစားတွေကိုမျှဝေတွားကြမှာဖြစ်ပါတယ်အဲ့တော့ပထမဦးစွာအနေနဲ့ဆိုလို့ရှိရင်တော့ပေါ့နော် MBS mortgage backed securities တွေရဲ့အကြောင်းလေးကိုကြည့်ကြရအောင်အဲ့တော့အလွယ်ကူဆုံးပေါ့နော်နားလည်သဘောပေါက်အောင်ပြောရမယ်ဆိုရင်တော့ MBS တရားဆိုလို့ရှိရင်ဒါအိမ်ရအပေါင်ပြုပစ္စည်းကိုကြောထောက်နောက်ခံထားတဲ့ငွေချေးစာချုပ်မျိုးစားတွေမျိုးဖြစ်ပါတယ်ပေါ့နော်ဥပမာအနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်အိမ်ရတွေကိုချေးငွေနဲ့ဘဏ်ချေးငွေနဲ့ဝယ်ယူကြတဲ့တူတွေရှိတယ်ပေါ့ဥပမာဘဏ်တစ်ခုပါဆိုလို့ရှိရင်အိမ်ရအလုံးရေ1000လောက်အတွက်ကိုပေါ့နော်ချေးငွေတွေထုတ်ပေးပြီးတော့မှအကျွေးနဲ့ဝယ်ထားကြတဲ့အိမ်ယာပိုင်ရှင်တွေစီကနေပြီးတော့မှတို့တက်မှတ်ကာလရောက်မှအဲ့ဒီရဲ့ပတ်စံတွေကိုပြန်ရမယ်ပေါ့နော်အဲ့တော့ဒီအကျွေးနဲ့ဝယ်ထားတဲ့အိမ်ပိုင်ရှင်တွေကဘဏ်နဲ့ချိတ်ဆက်ပြီးတော့မှအိမ်တွေကိုအရေးကြအကျွေးစနစ်နဲ့ဝယ်ထားတယ်ဘဏ်ကနေပြီးတော့မှအဲ့ဒီရဲ့ငွေတွေကိုစိုက်ထုတ်ပေးရတဲ့သဘောမျိုးဖြစ်နေတယ်ပေါ့နော်ဒီအိမ်ယာအရေးကြနဲ့အခြေဆက်မဲ့ကာလကိုရောက်မှသာလေဘဏ်ကနေပြီးတော့မှဒီအိမ်ပိုင်ရှင်တွေစီကနေရရန်ရှိတယ်တန်ဖို့အပြေဝပြန်ရမှာမျိုးအိမ်တန်ဖို့အပြေဝကိုပြန်ရမှာမျိုးဖြစ်ပါတယ်အဲ့တော့ဥမာအိမ်ယာချင်းငွေကို10နှစ်သက်တမ်းလောက်ပေါ့နော်ထားတယ်10နှစ်သက်တမ်းအရင်ကြားနဲ့ပြန်ဆက်ခွင့်ပေးထားတယ်ဆိုရင်ဘန်ဒီ10နှစ်မပြည့်မချင်းမှာဒီအိမ်ပိုင်ရှင်တွေစီကနေရစရာရှိတဲ့ငွေတွေကိုစောင့်ပြီးတော့မှယူရမယ့်သဘောမျိုးရစရာရှိတာတွေကကြန့်ကြာသွားမယ့်သဘောမျိုးကိုဖြစ်ပေါ်စေနိုင်ပါတယ်အဲ့ဒီခါမှာဘန်တွေကဘာလို့တလဲဆိုတဲ့ခါမှာပေါ့နော်ဒီအိမ်ယာချင်းငွေတွေကိုအချိန်အကြာကြီးစောင့်ပြီးတော့မှယူနေစရာမလိုတော့ဘဲနဲ့လောလောလတ်လတ်မှာလဲပေါ့နော်လုပ်ငန်းတွေ run ဖို့ရအတွက်ကိုလဲပတ်ငွေကြီးတွေလိုအပ်တယ်ဆိုတဲ့အခါမှာဒီအိမ်ယာချင်းငွေတွေကိုပေါ့နော်အပေါင်ပြုတ်တဘောနဲ့ထားပြီးတော့မှဘောငွေချေးစာချုပ်တွေကိုထုတ်ရောင်းလို့ရတာမျိုးဖြစ်ပါတယ်အဲ့ဒီလိုရောင်းတဲ့အခါမှာဘဏ်ကိုယ်တိုင်ကဖြစ်စေဒါမှမဟုတ်ရင်ဘဏ္ဍာရေးဈေးကွက်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုလို့ရှိရင်တော့ဗောနော် SPV လို့ခေါ်တဲ့ဒီ special purpose vehicle တွေရှိတယ်ပေါ့နော်အဲ့ဒါတွေကတော့ဂျားတွေကနေဒီဘောနေထုတ်ရောင်းဖို့ရာအတွက်ကိုကူညီဆောင်ရွက်ပေးတယ်ပေါ့နော်အကျိုးဆောင်ပုံစံမျိုးလုပ်ပေးတာမျိုးဖြစ်ပါတယ်အဲ့တော့ဘဏ်ကနေပြီးတော့မှပေါ့နော်သူအိမ်ယာချင်းငွေတွေကိုအိမ်ယာအလုံးရေ1000စာလောက်သူစိုက်ပြီးတော့မှရောင်းထားပေးတယ်ပေါ့နော်ဒီအိမ်ပိုင်ရှင်တွေချင်းငွေနဲ့အရေးကြောက်ဝယ်ယူထားတဲ့ဟာမှာဆိုလို့ရှိရင်ဒီဘဏ်စိုက်ငွေတွေရှိနေတယ်ပေါ့ဆိုပါဆိုအဲ့ဒီခါမှာအဲ့ဒီရဲ့ဘဏ်ဒီအိမ်ယာချင်းငွေတွေကိုပေါ့နော်ဘလောက်တန်ဖိုးအပြင်ရှိတယ်ဆိုတာ SPV ကိုထိုးအပ်လိုက်ပြီးတော့မှရောင်းပေးလိုက်တဲ့သဘောမျိုးဖြစ်ပါတယ် SPV ကနေပြီးတော့မှအဲ့ဒါကိုတလုံးတစ်ခဲထဲနဲ့ဝယ်ယူပေးလိုက်တယ်ပေါ့နော်အဲ့တော့ဘဏ်မှာငွေမြန်ပေါ်သွားတာမျိုးဖြစ်ပါတယ်ဘဏ်မှာရရန်ရှိတဲ့ဒီအိမ်ယာချင်းငွေတွေကိုဆိုလို့ရှိရင်10နှစ်လောက်ထိစောင့်နေစရာမလိုတော့ဘူးပေါ့နော်စောင့်နေစရာမလိုတော့ဘဲနဲ့ဒီ SPV ကိုထိုးရောင်းပေးလိုက်ခြင်းအပြင်တလုံးတစ်ခဲထဲနဲ့ငွေပေါ်ရမယ် SPV ကနေပြီးတော့မှပေါ့နော်အဲ့ဒီလိုမျိုးတလုံးတစ်ခဲထဲပေးဖို့ရအတွက်ဆိုရင်တစ်ဖက်မှာဒီအိမ်ယာတွေကိုကြောထောက်နောက်ခံထားတဲ့ဘောနေထုတ်ဝေရောင်းချရပါတယ်ပေါ့နော်ထုတ်ဝေရောင်းချတဲ့အခါမှာဒီဘက်မှာပေါ့နော်ညာဘက်မှာဆိုလို့ရှိရင်ဝယ်တဲ့ဘောဟိုဒါတွေရှိမယ်ဘောဟိုဒါတွေဟာအဲ့ဒီ SPV တွေကနေထုတ်ရောင်းထားတဲ့ mortgage backed bond တွေကိုပေါ့နော်ဝယ်ယူလိုက်တယ်ဆိုလို့ရှိရင်ဝယ်ယူတဲ့ amount ပမာဏတွေပေါ့နော်ပမာဏတွေ SPV လက်ထဲကိုရောက်ရှိသွားမယ်SPV ကနေပြီးတော့မှအဲ့ဒီဘောနေထုတ်ရောင်းလို့ရလာတဲ့ငွေနဲ့ဘဏ်ကိုပေးချေမယ်စသဖြင့်ဒီလိုပုံစံမျိုးလဲပတ်သွားတာမျိုးဖြစ်ပါတယ်ပေါ့နော်အဲ့ဒီတော့အကယ်၍ဒီဘက်က home owner တွေဒီပေါ့နော်အိမ်ယာကိုချင်းငွေနဲ့ဝယ်ထားတဲ့အိမ်ပိုင်ရှင်တွေဒီသူတို့ဒီပေါ့နော်အိမ်ယာအရေးချနဲ့ဝယ်ထားတဲ့ amount ပမာဏကိုအပြည့်အဝပြန်မဆက်နိုင်တော့တာမျိုးတွေများသွားခဲ့မယ်ဆိုရင်ဒီ bond ဒီ default ဖြစ်သွားမှာဖြစ်ပါတယ်
majority ပြည့်တဲ့အခါမှာပေါ့နော်အကျွေးပြန်ဆက်နိုင်တဲ့အင်အားမရှိတော့ဘူးဆိုရင် default ဖြစ်သွားမှာဖြစ်ပါတယ်အဲ့ဒီလို default ဖြစ်သွားတဲ့အခါမှာဆိုလို့ရှိရင်ဒီဘက်ကဘောဟိုတာတွေအနေနဲ့ပေါ့နော်ဘောဟိုတာတွေအနေနဲ့ကဒီအိမ်ယာတွေကိုပေါ့နော်ထုခွဲရောင်းချပြီးတော့မှရလာတဲ့ငွေနဲ့သူတို့ရဲ့ principal တွေကိုပြန်ပြီးတော့မှတောင်းဆိုပိုင်ခွင့် claim လုပ်ယူပိုင်ခွင့်ရှိတဲ့အရေးသွင်းမြင့်တဲ့ဘောနေလည်းရှိတတ်ပါတယ်ပေါ့နော်အဲ့လို claim လုပ်ယူတဲ့အခါမှာဆိုရင်တော့တိုက်ရတန်ကြီးမရဘူးဆိုလို့ရှိရင်တော့တန်ကြီးမရနိုင်တဲ့အိမ်ယာမျိုးဖြစ်နေမယ်ဆိုရင်တော့ပေါ့နော်ဒါအစင်းနှိမ့်တဲ့ဘောအနေနဲ့ရှိနိုင်တာမျိုးဖြစ်ပါတယ် principal ကိုအပြည့်အဝပြန်မရတာမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကူပွန်ကိုမရတာမျိုး principal တော့ရတယ်ကူပွန်ပြန်မရတာမျိုးစသဖြင့်ဒီလိုမျိုးရှိနိုင်တဲ့အရေးသွေးပေါ်မှာမူတည်ပြီးတော့မှဒီ mortgage backed security မှာအရေးသွေးအဆင့်သတ်မှတ်ချက်တွေရှိနိုင်ပါတယ်ပေါ့နော်အဲ့ဒါတော့သူ့ရဲ့အရေးသွေးအဆင့်လိုက် default risk ဖြစ်နိုင်ကြီးအနေအများကွာခြားသွားနိုင်ပါတယ်အဲ့တော့ mortgage backed security တွေလိုပဲပေါ့နော်ABS asset backed security ဆိုပြီးတော့မှလည်းရှိပါတယ် asset backed security တွေကတော့သူကဒီအိမ်ယာတွေတမျိုးထဲတွေမဟုတ်တော့ဘဲနဲ့ပေါ့နော် asset အမျိုးအစားအစုအပေါင်းဘောင်းစုံတို့ကိုကြောက်ထောင်းနောက်ခံထားပြီးတော့မှထုတ်တဲ့ပုံစံမျိုးဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်ကားအရေးကြနဲ့ချင်းငွေထထားတဲ့ငွေတွေပေါ့နော်ကားအရေးကြနဲ့ရောင်းထားတဲ့ဒီအပေါင်ပြုစာချုပ်စာတမ်းတွေနောက်တစ်ခုကစီးပွားရေးလုပ်ငန်းတွေမှာဆိုလို့ရှိရင် credit card တွေနဲ့ရောင်းထားတာမျိုးတွေရှိမယ်ပေါ့နော်အဲ့တော့ဒီ credit နဲ့ရောင်းထားတဲ့ဟာမျိုးတွေကနေရစရာရှိတယ်ဒီ account receivable တွေဒါမှမဟုတ်ရင်မူပိုင်ခွင့်လိုမျိုးတွေ franchise နဲ့ရှိထားတယ်ဆိုရင်လည်း franchise license တွေဒါတွေကို access အမျိုးအစားစုံလို့ပေါ့နော်အစုအပေါင်းအားလုံးတို့ကိုကြောထောင်းနောက်ခံပြုပြီးတော့မှရောင်းတဲ့ဟာမျိုးဘောထုတ်ရောင်းတဲ့ဟာမျိုးကြတော့ access backed security လို့ခေါ်တာဖြစ်ပါတယ်အဲ့လို access backed security တွေကလည်းဒါ SPV တွေကနေတစ်ဆင့်ထုတ်ရောင်းတာမျိုးတွေလုပ်လို့ရပါတယ်ပေါ့နော်နောက်တစ်ခုကတော့ CDO collateralized debt obligation ပေါ့သူကလည်းအဲ့လိုမျိုး full access ကိုကြောထောင်းနောက်ခံထားတာမျိုးဖြစ်ပါတယ်သူထဲမှာဆိုရင် CDO တွေကိုကြောထောင်းနောက်ခံထားတဲ့ access တွေထဲမှာဆိုရင်ပေါ့နော်အရေးသွေးနှိမ့်နာတွေရောမြင့်နာတွေရောအမျိုးစုံရောထားတဲ့ access အမျိုးအစားစုံတွေရဲ့အစုအပေါင်းမှာကြောထောင်းနောက်ခံထားတဲ့ဘောမျိုးဖြစ်ပါတယ်အဲ့တော့ဒီ access အမျိုးအစားစုံတော့ကြောထောင်းနောက်ခံထားတဲ့ဘောနီကိုလည်းပဲပေါ့နော်ပြန်ပြီးတော့မှကြောထောင်းနောက်ခံထားတဲ့ပုံစံမျိုးတွေလည်းရှိပါတယ်အဲ့တော့ CDO တွေအားဆိုလို့ရှိရင်တူကပေါ့နော် default risk ဖြစ်နိုင်တဲ့အနေအထားမျိုးတွေများတဲ့အဆင့်တွေလည်းအရေးတွေးမျိုးတွေလည်းထုတ်တာမျိုးတွေရှိပါတယ်အဲ့တော့ CDO တွေမှာဆိုလို့ရှိရင်ပေါ့နော်ဘဏ်တွေရဲ့ချင်းငွေတွေကိုကြောက်ထောင်းနောက်ခံပြုပြီးတော့မှထုတ်တဲ့ CDO တွေလည်းရှိတယ်ပေါ့နော်အဲ့တော့သူ့မှာဆိုလို့ရှိရင်အမျိုးအစားအဓိကအုပ်စုအနေဖြင့်ဆိုရင်၃မျိုးခွဲလို့ရတယ် senior tranches ရှိမယ် mezzanine tranches ရှိမယ် equity tranches ဆိုပြီးတော့မှ၃မျိုးအုပ်စုခွဲလို့ရတယ်ပေါ့နော်ခွဲလို့ရတဲ့ထဲမှာဆိုလို့ရှိရင်ဒီ senior အုပ်စုထဲမှာဆိုရင်တော့ default risk ဖြစ်နိုင်ခြေအနည်းဆုံးပေါ့default risk ဖြစ်နိုင်ခြေအနည်းဆုံးပြန်ရနှုန်း return ကလည်းအနှိမ့်ဆုံးဖြစ်မယ် mezzanine ထဲမှာဆိုလို့ရှိရင်တော့အလက်တန်းစားလောက်ပေါ့နော် equity tranches ဒါမှမဟုတ်ရင် subordinated tranches လို့လည်းခေါ်နိုင်တယ်အဲ့ဒီရဲ့အမျိုးအစားကတော့အဆင့်အနှိမ့်ဆုံးဖြစ်ပြီးတော့မှ default risk ဖြစ်နိုင်ခြေကလည်းအမြင့်ဆုံးအတုံးတော့ကလည်းအများကြီးပေးပြီးတော့မှဒီဘုံကနေပြန်ရနိုင်တဲ့အကျိုးမြတ်ထွက်တော့ကလည်းရင်းနှုန်းကလည်းအမြင့်ဆုံးဖြစ်တာမျိုးတွေရှိပါတယ်အဲ့တော့ဒီ investor တွေကဆိုလို့ရှိရင်ကိုယ့်ရဲ့ပေါ့နော် risk ယူနိုင်တဲ့အတိုင်းအတာပေါ်မှာမူတည်ပြီးတော့မှဒီအမျိုးအစားအုပ်စုတွေကိုရွေးချယ်ပြီးတော့မှယင်းနှိမ့်နှံမှုလုပ်လို့ရတာမျိုးလည်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ investor တွေအနေနဲ့ဆိုရင် hedge fund တွေ insurance fund တွေဒါမှမဟုတ် individual investor တဦးတယောက်အနေနဲ့လည်းရှိကောင်းရှိနိုင်တယ်အဲ့တော့ CDO တွေကိုဝယ်ယူယင်းနှိမ့်နှံမှုလုပ်လို့ရတဲ့ပုံစံမျိုးတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ CDS ပေါ့နော်ဒါအဓိကကတော့ဒီ CDS တွေကတော့အစောကပြောခဲ့တဲ့လိုမျိုးပေါ့နော် fixed income security တွေအုပ်စုထဲကငွေကြေးသက်သေခံလက်မှတ်အမျိုးအစားတွေထဲကပေါ့နော်ဒီဘောငွေချေးစာချုပ်ယင်းနှိမ့်နှံတဲ့ပုံစံမျိုးနဲ့မတူပါဘူးသူကတော့ဘောလိုမျိုးမဟုတ်ပါဘူးပေါ့နော် insurance နဲ့တူတာမျိုးဖြစ်ပါတယ်အဲ့
အဲ့တော့အပြင်မှာအာမခံထားတဲ့ပုံစံမျိုးနဲ့တူတယ်ပေါ့နော်။ဥပမာဆိုရင်ကားအာမခံအိမ်အာမခံအသက်အာမခံကျန်းမာရေးအာမခံစသဖြင့်ရှိကြတယ်။ရှိတဲ့အခါမှာဆိုလို့ရှိရင်ကိုက premium ကြေးကိုပေါ့နော်သတ်မှတ်ထားတဲ့ကာလတစ်ခုအတွင်းမှာပေးမယ်။ဥပမာလစဉ်နှစ်စဉ်စသည်ဖြင့်ပေါ့။ premium ကြေးပေးသွားပြီးတဲ့အခါမှာကို့မှာအကြောင်းကိစ္စတစ်ခုခုပေါ်ပေါက်လာတယ်ဆိုတဲ့အခါမှာဒီအာမခံကနေပြီးတော့မှကိုဒါဒီတန်ရတန်ကြီးပေါ့နော်ပြန်ပြီးတော့မှအယောပေးတာမျိုးတွေလုပ်ပေးတာမျိုးတွေရှိပါဖြစ်ပါတယ်။အဲ့တော့ဒီ CDS တွေကလည်းအဲ့ဒီလိုပုံစံမျိုးပဲဖြစ်ပါတယ် CDS မှာကျတော့သူကဘောနီကိုအာမခံတဲ့ပုံစံမျိုးဖြစ်ပါတယ်ပေါ့နော်အဲ့တော့10နှစ်တန်ဘောကို investor တယောက်ကဝယ်ယူထားတယ်ဆိုပါစို့ဒါပေမဲ့ maturity ပြည့်တဲ့နေ့မှာ deforest ဖြစ်သွားမှာကိုလည်းအဲ့ဒီ investor စိုးရိမ်နေတယ်ပေါ့နော်စိုးရိမ်နေရဆိုလို့ရှိရင်တော့ဒီ CDS ကိုဝယ်ယူထားလို့ရပါတယ်အဲ့ဒီရဲ့ bond ကိုအာမခံတဲ့ CDS ကို investment bank တွေကနေဒါမှမဟုတ်ပေါ့နော်ဒီရောင်းတဲ့ brokerage ဒီကနေပေါ့နော် broker dealer တွေရှိမယ်ပေါ့သူတို့တွေကနေပြီးတော့မှဝယ်ယူလို့ရနိုင်ပါတယ်အဲ့တော့ဒီ CDS တွေကိုရောင်းတဲ့သူတွေဟာပေါ့နော်အကယ်၍ bond နေ default ဖြစ်သွားခဲ့မယ်ဆိုရင် CDS ကိုရောင်းတဲ့သူကနေပြီးတော့မှ CDS ကိုဝယ်ထားတဲ့သူပေါ့နော် investor bond holder ပေါ့သူကိုဒါရရှိပေးရမယ်ပေါ့နော် principal coupon စသဖြင့်ဒီဟာတွေကိုပေးရမှာမျိုးဖြစ်ပါတယ်အကယ်၍ bond က default မဖြစ်သွားခဲ့ဘူးဆိုလို့ရှိရင်လည်းဒီ bond ဘိုင်ရပေါ့နော် CDS ကိုဝယ်ထားတဲ့သူကဒါ premium ကြီးအနေငယ်လောက်သာဆုံးရှုံးမှုရှိမှာမျိုးဖြစ်ပါတယ်တော့ premium ကြီးပုံမှန်သွင်းတော့အကယ်၍ဘောင်းက default ဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်လည်းဘောရဲ့တန်ဖို့ကိုကရရန်ရှိတဲ့ဘောရဲ့တန်ဖို့အပြည့်အဝအောင်ပြန်ပြီးတော့မှရမှာမျိုးဖြစ်ပါတယ်အကယ်၍ default မဖြစ်ခဲ့ရင်လည်း premium ကြီးလောက်ပဲကိုကကုန်သွားတာမျိုးဖြစ်ပါတယ်ပေါ့နော်တခြားကြီးကြီးမားမားနစ်နာမှုမျိုးမရှိနိုင်တော့အောင်လို့မျိုးဒါ protect လုပ်ထားတဲ့ပုံမျိုးဖြစ်ပါတယ်အဲ့တော့အဓိကဒီ financial crisis ဖြစ်ရမှာဆိုရင်အစောရပြောခဲ့တဲ့အိမ်ယာပေါ့နော်အိမ်ယာချင်းငွေတွေကိုကြောထောင်နောက်ခံထားတယ်ဒါအဆင့်နှိမ့်တဲ့ပေါ့နော် subprime mortgage ပေါ့နော်အဆင့်နှိမ့်တယ်ဆိုလို့ရှိရင်အတွက် subprime လို့ခေါ်တာဖြစ်ပါတယ်အဆင့်မြင့်တယ်အရေးသွေးမြင့်တယ် deforest ဖြစ်နိုင်ခြေနည်းတယ်ဆိုရင်တော့ prime mortgage ပေါ့နော် prime loan လို့ခေါ်တာမျိုးဖြစ်ပါတယ်အဲ့တော့ဒီ2008 financial crisis မတိုင်ခင်တုန်းက2006 2009လောက်မှာကလေးကနေပေါ့နော်ဒီ American မှာအိမ်ယာဖောက်ပွားမှုတွေဖြစ်ခဲ့တယ်အိမ်ယာဖောက်ပွားမှုတွေဖြစ်ခဲ့တဲ့အခါမှာဆိုလို့ရှိရင်ဒီဝင်ငွေနဲ့ပါတဲ့တူတွေတောင်မှပေါ့နော်အိမ်ယာတွေကိုချင်းငွေနဲ့ဝယ်ယူနိုင်တာမျိုးတွေရှိခဲ့တဲ့အခါမှာဆိုတဲ့အခါမှာဒီ home owner တွေအနေနဲ့ပေါ့နော်အိမ်ယာတွေကိုဒါချင်းငွေနဲ့ပေါ်ပေါ်လောလောဝယ်ပြီးတော့မှဝယ်ယူကြတာမျိုးတွေရှိတယ်ပေါ့ရှိတဲ့အခါမှာဒီဘဏ်တွေကိုပေါ့နော်ဒီအိမ်ယာချင်းငွေတွေအချိန်မီပြန်မဆက်နိုင်တဲ့ပြဿနာမျိုးတွေရှိလာနိုင်တဲ့အနေအထားမျိုးဖြစ်တယ်အဲ့ဒါကို Michael Berry ကနေပြီးတော့မှဒါသုံးသပ်မိထားတယ်ပေါ့နော်အဲ့ဒါကိုသူကသိထားတဲ့အခါမှာဒီ subprime mortgage loan တွေပေါ့နော်မကြခင်မှာဈေးကွက်ပြိုလဲမှုဖြစ်တော့မယ်ဆိုတာကိုကြိုတင်သုံးသပ်နိုင်ခဲ့တာမျိုးဖြစ်ပါတယ်အဲ့လိုဖြစ်ပြီးဆိုရင်တော့ဘဏ်တွေကအကျက်တဲကြရက်တွေရိုက်သွားမယ်အိမ်ယာချင်းငွေတွေပြန်မရတော့ဘူးအကျက်တဲကြရက်တွေရိုက်သွားတဲ့အခါမှာဒီဘောစီကွက်ဟာပြိုလဲသွားမယ်ပေါ့နော် deforest ဖြစ်သွားမယ်ဆိုတာကိုသိတယ်အဲ့တော့ deforest ဖြစ်သွားခဲ့မယ်ဘဏ်တွေမှာလည်းငွေမလဲတော့ဘူးဆိုတဲ့အခါမှာစီးပွားရေးလုပ်ငန်းတွေမှာလာပြီးကြရက်ရိုက်သွားမယ်ကြရက်ရိုက်သွားတဲ့အခါမှာ stock ဈေးကွက်ကလည်းပြိုလဲမှုတွေရှိလာခဲ့မယ်ပေါ့နော်ဆိုတော့ crisis ကာလကြီးဖြစ်တော့မယ်ဆိုတာကိုသူ့အနေနဲ့သုံးသပ်နိုင်ခဲ့တဲ့အခါမှာဒီ subprime mortgage တွေကိုပေါ့နော်အာမခံထားမဲ့ CDS တွေကိုသူကဝယ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီ Michael Berry ကနေပြီးတော့မှ investment bank တွေမှာလိုက်ပြီးတော့မှပေါ့နော်ဒါ CDS တွေကိုဝယ်ယူခဲ့တာမျိုးတွေလုပ်ခဲ့ပါတယ်တကယ်တော့ဒီ short possession ယူတဲ့သဘောမျိုးပါပဲပေါ့နော်ဒီ bond market ဖြစ်တဲ့အတွက်ကြောင့်မလို့ mortgage bond တွေကိုတိုက်ရိုက် short possession ယူလို့မရဘူးဖြစ်တဲ့အတွက်ကြောင့်သူကအာမခံအောင်ပဲဝယ်လိုက်တဲ့သဘောဖြစ်ပါတယ်အာမခံဝယ်လိုက်တဲ့ဆိုကြတဲ့နေတာ short possession ယူလိုက်တဲ့ပုံစံမျိုးနဲ့တူပါတယ်ပေါ့နော်အဲ့တော့တူမှာဆိုလို့ရှိရင်ပေါ့အစောပိုင်းတော့ဒီ subprime mortgage တွေ default ဖြစ်တော့မယ်ဆိုတာကိုကြိုတင်သုံးသပ်နိုင်လို့ဒီ CDS တွေကိုလိုက်ဝယ်တဲ့အခါမှာအများစုတို့ကတော့မယုံခဲ့ကြဘူးပေါ့နော်ဒီ American ရဲ့အိမ်ယာဈေးကွက်ကခိုင်ပါတယ်အိမ်ယာတွေဝယ်ယူတဲ့သူတွေကလည်းအချိန်မီကျွေးဆက်နိုင်စွမ်းရှိတယ်ပေါ့နော် mortgage bond တွေဟာဆိုလို့ရှိရင်ဘယ်တော့မှဈေးကွက်ပြတ်မှာမဟုတ်ဘူးလို့အများစုက
ယုံကြည်ထားခဲ့ကြတာဖြစ်ပါတယ် American တမိုင်းမှာလည်းမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ Michael Berry ကတော့အများနဲ့စန့်ကျင်ဘက်အနေအထားမျိုးမှာရှိနေတာမျိုးဖြစ်ပါတယ်တကယ်ကြတော့လေ financial crisis ဖြစ်လာတဲ့အခါမှာ Michael Berry နဲ့ fan ကပဲပေါ့နော်သူ့ရဲ့ fan ကပဲဒါအကျိုးမြတ်များစွာရရှိခဲ့ပြီးတော့မှကြံတဲ့သူတွေမှာဆိုရင်တော့ထိခိုက်နေတာမျိုးတွေကြီးမားခဲ့တာမျိုးတွေရှိခဲ့ပါတယ်ဥပမာဆိုရင် American ဒီ2008 financial crisis ကာလမှာဒီ Lehman Brothers ဘဏ်ကြီးဆိုလို့ရှိရင်ဒီဝါဒီခံသွားခဲ့ရတဲ့ဖြစ်စဉ်မျိုးရှိခဲ့ပါတယ်အဲ့တော့အစောကပြောတဲ့ဒီ subprime mortgage တွေပေါ့နော်အစင်းနှိမ့်တဲ့အိမ်ယာချင်းကားစာချုပ်တွေဈေးကွက်ပြတ်ရပေါ့နော်ဈေးကွက်ပြိုလဲတဲ့အခါမှာ deforest တွေဖြစ်သွားတဲ့အခါမှာဒီ Lehman Brothers ဘဏ်ကြီးမှာတူရဲ့ပေါ့နော်အိမ်ယာချင်းငွေတွေပြန်မရတော့ဘူးပေါ့နော်ပြန်မရတော့တဲ့အခါမှာဆိုရင်အကျွေးတွေတင်သွားတယ်ဒေါ်လာ600ဘီလီယံကျော်လောက်ထိအကျွေးတင်ပြီးတော့မှဒါဒေဝါလီခံတော့ရတဲ့ဖြစ်စဉ်ကြီးရှိခဲ့တာပေါ့နော်အမေရိကန်သမိုင်းမှာဆိုရင်အကြီးမားဆုံးဒါ corporate bankruptcy ဖြစ်ရကြီးအဖြစ်လဲမှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်အဲ့တော့ Lehman Brothers ဘဏ်ကြီးပြိုလဲသွားပြီဆိုတဲ့အခါမှာ stock ဈေးကွက်ကလည်းပေါ့နော်ဒါဝုန်းတိုင်းဆိုပြီးတော့မှအကျရှိခဲ့တာမျိုးတွေကြုံခဲ့ရတယ်အဲ့တော့ Dow Jones Stock ညွှန်ကိန်းဆိုရင်အဲ့ဒီ Lehman Brothers ဒေဝါလီခံတဲ့နေ့မှာပေါ့နော် 0.500 ကျော်လောက်ထိုးချခဲ့တာမျိုးရှိခဲ့တယ်အဲ့တော့2008အောက်တိုဘာလ15ရက်နေ့တော့ဆိုရင် Dow Jones Stock ညွှန်ကိန်းကတရက်တာအတော်အတွင်းမှာ 7.8% လောက်ထိအကျရှိခဲ့တယ်ပေါ့နော်အဲ့လိုတနေ့တာအတော်အတွင်းမှာအကျ800%နီးပါးလောက်ရှိတယ်ဆိုတာတော်တော်ကြီးကိုကြီးမားတဲ့ကျဆင်းမှုကြီးဖြစ်ပါတယ်1989ခုနှစ် Black Monday ဖြစ်ရနောက်ပိုင်းမှာဆိုရင်အကျအများဆုံးစံချိန်တင်တဲ့နေ့အဖြစ်လည်းရှိသွားခဲ့ပါတယ်အဲ့တော့အခုဒီချက်စရာတွေထဲမှာကြည့်မယ်ဆိုရင်2009ခုနှစ်ကနေ2009ခုနှစ်ကိုကြည့်မယ်ဆိုရင် Dow Jones Stock ညွှန်ကိန်းဟာအကျအများကြီးရှိခဲ့တာကိုတွေ့ရနိုင်ပါတယ်အဲ့ဒီကာလအတော်အတွင်းမှာ Dow Jones Stock ညွှန်ကိန်းရဲ့အကျရာခိုင်နှုန်းဟာ53% ကျော်အထိကိုကျခဲ့တာမျိုးလည်းဖြစ်ပါတယ်အဲ့ဒီတစ်ချိန်တည်းကာလမှာလည်းပေါ့နော် S&P 500က2009ကနေ2009အထိဆိုလို့ရှိရင်ဒါ59%56%ပေါ့နော်အကျရှိခဲ့တာမျိုးဖြစ်ပါတယ်အဲ့တော့ကမ္ဘာလုံးဆိုင်ရာ stock ဈေးကွက်မှာလည်းကွင်းဆက်လိုက်ပြီးတော့မှတက်ရောက်မှုတွေဖြစ်ခဲ့ပြီးတော့မှပေါ့နော် global stock market ကြီးတစ်ခုလုံးဆိုလို့ရှိရင်အဲ့ဒီ2008ခုနှစ်တစ်နှစ်တာမှာ10 trillion ကျော်လောက်ထိဆုံးရှုံးနေတာမှုတွေရှိခဲ့တာမျိုးဖြစ်ပါတယ်တော့ဒီချက်စရာလေးထဲမှာဆိုရင် S&P 500ရဲ့ပေါ့နော်S&P 500ရဲ့အတက်နှုန်းအကျနှုန်းလေးကိုပြထားတာဖြစ်ပါတယ်အဲ့ဒီရဲ့တစ်ချိန်นี้တော့ကာလမှာပဲပေါ့နော် S&P 500ရဲ့ဒီ2002ကနေကြည့်မယ်ဆိုရင်2009အထိဆိုရင်သူရဲ့ပြန်ရနှုန်းဒီဒါ 2% ပဲရှိခဲ့တာပေါ့နော် 2% ဝန်းကျင်လောက်မှာရှိနေတဲ့အချိန်မှာ Michael Berry ရဲ့ hash fund ကြီးရဲ့ပြန်ရနှုန်းကကြတော့ဒါပြန်ရနှုန်းကပေါ့နော်489%ကျော်အထိကိုရှိခဲ့တာဖြစ်ပါတယ်အဲ့တော့သူကဆိုလို့ရှိရင်ဈေးကွက်ထဲမှာအများနဲ့မလိုက်ပဲနဲ့ပေါ့နော်သူ့ရဲ့ဒီသုံးသပ်နိုင်မှုပေါ်မှာအဓိကထားပြီးတော့မှာပေါ့နော်သုံးသပ်နိုင်မှုပေါ်မှာယုံကြည်မှုလည်းရှိတယ်ဒီဈေးကွက်ပေါ်မှာဆိုလို့ရှိရင်လည်းသုံးသပ်နိုင်တဲ့နက်ဆက်သူသုံးသပ်နိုင်တဲ့အနေအထားမျိုးမှာရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒါ CDS တွေကိုကြိုတင်ဝယ်ယူထားနိုင်ခဲ့ခြင်းအတူအတွက်ကအကျိုးမြတ်တွေအများကြီးဖန်တီးနိုင်တဲ့အနေအထားမျိုးကိုရောက်စီခဲ့တာမျိုးဖြစ်ပါတယ်အဲ့တော့ဈေးကွက်ထဲမှာအများကတော့ပေါ့နော်ဒီဈေးကွက်ဟာပြိုလဲမှုဖြစ်လာနိုင်ခြင်းမရှိဘူးလို့ယုံကြည်ထားကြတာဖြစ်ပါတယ်ဒါပေမဲ့သူအများဘက်မှာမနေဘဲနဲ့သူ့ရဲ့သုံးသပ်နိုင်မှုဘက်ကိုပဲလာရှိခဲ့တာရက်တည်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ financial crisis ဖြစ်ရကြီးဖြစ်သွားခဲ့ပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်เนาะဒါ stock ဈေးကွက်များစွာအကျရှိခဲ့တယ်ပြီးတော့မှအချိန်တော်တော်လေးကြာတဲ့အခါမှာပြန်ပြီးတော့မှနလန်ထူခဲ့တာကိုလည်းအခုချက်စရာလေးထဲမှာတွေ့ရမှာမျိုးဖြစ်ပါတယ်အဲ့တော့အခုကတော့ကျမတို့ကဒီ debit short ဇလန်ကနေပြီးတော့မှာပေါ့နော်ဒီ fixed income security တွေရဲ့အကြောင်းလေးကိုလေ့လာခဲ့တာမျိုးဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်